အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးမှာတော့ Google Sheet ကိုဘယ်လိုသုံးပြမလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ Google Sheet ဆိုတာကတော့ညပြ Excel ပေါ့နော်အဲ့ဒီပါ Google Sheet ဖြစ်ပါတယ်အမှဆိုလို့ရှိရင်ကိုကအပင်လေးတွေဝယ်မယ်ပေါ့နော်အပင်လေးတွေဒီ plant ဒီနာမည်ပေးလိုက်မယ်ပေါ့နော် CUS customer အပင်ဝယ်customer တွေပေါ့နော်အဲ့တော့ဒီမှာစင်တာတော့သိရတဲ့အတိုင်းပဲပေါ်ဆုံးကို menu bar လို့ခေါ်ရဲဒီ bars ကို tools bar လို့ခေါ်ရဲဒီအကွက်တစ်ကွက်ချင်းစီတော့ cell လေးလို့ခေါ်ပါတယ်အမ CEL cell လို့ခေါ်ပါတယ်ဒါကြီးကလည်း cell ဒါလေးကလည်း cell ဒါလေးကလည်း cell ဒါလေးကလည်း cell အကုန်လုံးက cell လေးတွေပဲပေါ့နော်အဲ့တော့ cell လေးတွေကနောက်တစ်ခုက A ဆိုတာကဘာလဲဆိုရင်ဒါ column ပါ A က column B column C column ရှိပါတယ်1က row 2 row 3 row 5 အဲ့လိုရှိပါတယ်နောက်ဆိုကြတော့ဒီမှာ Z ပြီးလို့ရှိရင်နောက်တစ်ခုကသူက Z ထက်လာကိုက column တွေများသွားရင်ဘာထက်လာမလဲဆိုရင် AZ AA AB AC AD နဲ့လာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုး column လေးတွေကိုမှ A ကနေစလိုက်ပြီးလို့ရှိရင် BA BBBC ပြီးရင် CA CBCC အဲ့လိုမျိုးလေးတွေ column name လေးတွေလာပါလိမ့်မယ်တစ်ချက်စမ်းပြပါမယ် insert မှာ column မှာတစ်ဘက်ကိုတစ်ခုတိုးမယ်ဆိုရင်ဒီမှာတွေ့လား AA ပေါ့နော်အဲ့တော့ထပ်လုပ်ပြပါမယ် insert column left column ကို AB စပြီး AAB စပြီးအဲ့လိုလေးသွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒါလေးကGoogle မှာ Drive မှာသုံးလို့ရတဲ့ Google Sheet လေးပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကကြည့်လို့ဆိုလို့ရှိရင်ဒါလေးကိုပေါ့နော်လို့ချင်းချင်းလေးဆိုတာ cell ချင်းချင်းလေးတွေကိုမြင်ရမျိုးနဲ့မှာအဆင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့တော့ cell တွေအကုန်လုံးကိုချက်ပလိုက်ပါတယ်အဲ့တော့ cell တွေအကုန်လုံးချက်မယ်ဆိုရင် control A နဲ့ select မှတ်လိုက်တယ်ဒါမှမဟုတ် file တွေကနေပြီးတော့edit ထဲကနေပြီးတော့ဒီမှာ select all ဒီမှာမရှိဘူးเนาะ okay select all ဆိုတော့ control A နဲ့ပဲနှိပ်လိုက်မယ်ပြီးရင်ဒီမှာနည်းလေးကျဲလိုက်မယ်ဒါဆိုတော့နည်းလေးခြေဝိုက်ပေါ့နော်ဒီမှာတစ်ခုချင်းစီကိုလည်းကျဲလို့ရပါတယ်ကျင်းတာကျဲတာလုပ်လို့ရပါတယ်ကျဲလိုက်ပါတော့ပြီးလို့ရှိရင်ဒီ column လေးတွေကိုလည်းကျဲလို့ရပါတယ်အဲ့တော့ဒါပထမဆုံးကျတော့ number ပေါ့နော် number ရှိမယ်ပြီးလို့ရှိရင် plant name ရှိမယ်နောက်တစ်ခုကကျတော့ count ရှိမယ်ပြီးလို့ရှိရင် တမရှိမယ်ပြီးတော့သူတို့ကကြတော့price ရှိမယ်လို့ရှိရင်နောက်ကကြတော့ PIN pay or not ပေါ့နော်ဆက်ပြီးတော့ပေးရသေးလားအဲ့တော့ဒီမှာဆိုလို့ရှိရင် customer လေးကို price နဲ့နောက်ကိုသွားထားမယ်ပေါ့နော်ဟုတ်ပြီပေါ့နော်customer name ကိုရှေ့သွားမှာထားပါမယ်အဲ့လိုမျိုးလေး drag and drop နဲ့ကိုကြိုက်တဲ့နေရာလေးကိုသွားပြီးတော့ရွှေ့လို့ရပါတယ်customer ကနာမည်ရှိမှာပဲထားလိုက်ပါတော့မယ်အဲ့တော့နံပါတ်ကိုကြောင်းနည်းလေးထားမယ် customer plan နဲ့ကောင့်ကိုလည်းလို့အရင်အများကြီးမဟုတ်တဲ့လေးထားမယ်ဒါလေးလည်းနည်းလေးသေးသေးလေးထားမယ်အဲ့တော့ကို data များထည့်ချင်တာကို data များထည့်ချင်တော့ထားပြီးတော့ကို data နည်းထည့်ချင်တာကို data နည်းနည်းပဲထည့်ချင်တော့အဲ့လိုမျိုးအချုံးချဲလို့ရပါတယ်အဲ့တော့နံပါတ်အနေနဲ့ဒီနားလေးကိုပေါ့နော်ဒီနားလေးကနေပြန်ပြီး select မှတ်မယ်တစ်ချက်ကလေး shift ကိုဖိနောက်ဆုံးကိုနှိပ်ပြီးရင်သူ့ကို align ကို center ဒါဆိုတော့အပေါ်ဒါအောက်ဒါက center မှာထားပါမယ်နည်းနည်းလေးဘိုးပါမယ်ပြီးတော့ font size လေးနည်းနည်းလေးကြီးပါမယ်14လောက်ထားမယ်ပြီးတော့ font သူတို့ရဲ့ background လေးထည့်ပါမယ်အဲ့တော့ font ရောင်ကတော့ဒါလေးပေါ့နော် font ရောင်ကဒီမှာဒါလေးက font ရောင်ပါfont ရောင်ကတော့လောဆယ်အနက်ပဲထားမယ် background ရောင်လေးကိုကြတော့ဒီလိမ္မော်ဖြော့လေးထားမယ်ပေါ့နော်ဟောဖြစ်โอเคဒါဆိုလို့ရှိရင်တော့ရပါပြီအဲ့တော့နံပါတ်အနေနဲ့မထည့်ရ customer ဆိုရင်စု plan ကအဲ့လိုဗာလဲ rows နောက်တစ်ခုကကျတော့ count က3ပြီးရင် price ကကြတော့9000လို့ရှိရင် page ကကြတော့ not ကကြတော့အမှကျတော့အမှန်စစ်လေးအမှားစစ်လေးဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ insert ထဲကနေပြီးတော့ဒီမှာ check box လေးထည့်လိုက်ပါမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီစုကနေ့စီပန်ကို3ပင်ကို9000အဲ့တော့ဒီမှာဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ဒီမှာဆိုရင် okay ဒါလေးကိုအမှန်စစ်အမှားလုပ်လို့ရပါတယ်ပေါ့နော်နောက်ကကျတော့ခြားမှန်နဲ့မောင်းပြီးရင်သွားကြတော့ဒီ coconut tree နောက်ကကျတော့နှစ်ပင်သူက1500နောက်တစ်ခုကျတော့ဦးပါလဲ rose ပဲဝင်လိုက်မယ်rose ဆိုတော့ရှိပြီးသားဖြစ်တဲ့ R လို့ရေးလိုက်တာနဲ့သူနဲ့ဟာဒီပေါ်တက်တန်းခုံလိုက်လို့ရပါတယ်ဒါဆိုကိုရိုက်စရာမလိုတော့ဘူးပေါ့နော်တပင်ဆိုရှင်2000ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါလေးလုပ်လို့ရပါတယ်အဲ့တော့နောက်တစ်ယောက်အနေနဲ့တော်ချို
admin 7 4 1000 ခွဲပြီးရပြီပေါ့နော်ဒါဆိုနံပါတ်လေးတက်မယ်1 22ယောက်ရပြီအမှနံပါတ်ကိုထပ်ပြီးတော့ရှည်လိုက်ချင်တယ်ပေါ့နော်ဒီနေ့တော့အဲ့လိုမျိုးမရေးချင်ကွာအယောက်တရာဆိုတယောက်ကြီးမရေးချင်စပြီးအဲ့လိုမျိုးရှိရဆိုရင်1နဲ့ကိုဆက်လက်မှတ်လိုက်ပါပြီးဒီဘက်ဘေးနားလေးဆိုဒီအဆက်ကလေးဒီပြာဆက်ကလေးရှိရနေအောင်သွားထောက်လိုက်ပါ plus icon လေးပေါ်လာပါလိမ့်အဲ့ချိန်မှာကျရင်အောက်ကို drag ပြီးတော့ဆွဲလိုက်ပါဒါဆိုနံပါတ်လေး automatically အစင်လိုက်တက်သွားပေးပါတယ်ပေါ့နော်ဟောလေး5တယောက်ထည့်လိုက်ရမယ်Mr. Low ပေါ့နော်အဲဆိုရင်သူကကြတော့3သိန်းပေါ့နော်ဒါလေးရေးလိုက်မယ်အမှဆိုရှင်ကိုက price လေးတွေကိုကဘာလို့ချင်လဲဆိုရင်နောက်မှာဒသမလေးထည့်ချင် indent လေးဒသမလေးတိုးလို့ရတယ်ဒသမလေး short လို့ရတယ်ပေါ့နော်ဒါမှမဟုတ်သူတို့ဒေါ်လာဆိုင်တက်ချင်တယ်ဒေါ်လာဆိုင်လေးတက်လို့ရတယ်ဒေါ်လာဆိုင်တက်ချင်ပြန်ဖြုတ်ပေါ့နော်နောက်ကကျတော့ percent နေထည့်လို့ရတယ်အဲ့လိုမျိုးလေးလုပ်လို့ရတယ်ပေါ့နော်1 2 3ကနေပြီးတော့တခြား format လေးလည်းရှိရပေါ့နော်ဥပမာဆိုရင်တရန်တိုင်းလေးတွေရွေးတာတို့ဒါမျိုးလေးကတော့ဆိုင်တော့မဆိုင်ပေမဲ့တစ်ချက်ပြပြရပါတော့ဒါမျိုးလေးထည့်လို့ရတယ်နောက်တစ်ခုကကျတော့ဒီမှာဒါလေးကိုကောမထည့်ဒါလေးကိုအောက်လေး copy ထည့်လိုက်မှာပေါ့နော်လိုလေး drag ပြီးတော့ထည့်လိုက်လေရတယ်ပေါ့နော်ဒီလေးကိုမတ်ပြီးရင်ထုံးစံတိုင်း1 3 4လုံးလည်းပဲ switch ချလိုက်မယ်ဆိုရင်ဒီမျိုးလေးပေါ်လာပါလိမ့်မယ်အဲ့ဒါပြီးလို့ရှိရင်ဒီဥစ္စာတွေဘာလို့ရလဲဘိုးတွေ idyllic တွေကတော့ share အတူတူပဲပေါ့နော်ဥမာစုကစုမှာစနမ်းပြီးတော့သူ့ကိုလည်းရေးချလိုက်မယ်ဆိုရင်ဒီထက်ကစာတွေကစုကမွဲတော့ပေါ့နော်အဲ့ဒါသူ့မှာဒါလေးချက်ထားလိုက်လို့ရပါတယ်အဲ့လိုမျိုးလေး drag and drop တွေပြီးလို့ရှိရင်ဒီဒါကြောင့်ဘယ်လိုခေါ်လဲဆိုလို့ရှိရင်strike through လို့ခေါ်တာပေါ့နော် strike through လုပ်တာလို့ခေါ်ပါတယ်text color ရတယ်ဒါကတော့ fill color နောက်ကကျတော့ border ဆိုရင်ဒီကနေပြီးတော့ဒီကို select မှတ် border လေးတွေထည့်မယ် border အောင်မှဘယ်လိုထည့်မှာလဲအဲဆိုရင်ဘယ်လိုလားပြီးလို့ရှိရင် dotted လေးလား dot ဒါက no dotted border လိုထားမယ် type ကကျတော့ဒီမှာ dotted လေးပေါ့နော် dotted လေးတွေဒါဆိုရင်နှစ်ကြောင်းလေးစသဖြင့်လိုမျိုးလေးပြောင်းလို့ရတယ်ပြီး border ရောင်ကအနီရောင်ကြီးပေါ့နော်ဒါမှမဟုတ်လိမ္မော်ရောင်ပေါ့နော်အဲ့လိုမျိုး border လေးတွေကိုလည်းပြောင်းလို့ရပါတယ်ပြီးလို့ရှိရင်သူတို့ရဲ့ alignment ပေါ့နော်အခုလောဆယ်ဒီ customer service ဆက်လက်မှတ်ပါမယ် alignment ကိုညာဘက်လောက်ပါမယ်ဒါပေမဲ့ဒီကောင်းနေ price ကိုလည်းဒီမှာ price ဆိုတဲ့ဥစ္စာကညာဘက်ရောက်တင်နေပေါ့နော်အဲ့တော့သူ select မှတ်ညာဘက်ပို့ပိတ် or no ကကျတော့ရတယ်နံပါတ်လည်းအတိုင်းပဲနံပါတ်တွေအကုန်လုံး select မှတ်ပြီးတော့သူတို့ကိုဘယ်ဘက်ပို့နော်ဘယ်ဘက်ပို့ပါမယ်ဒါဆိုဘယ်ဘက်ရောက်သွားပါပြီအဲ့တော့သူတို့အကုန်လုံးကို align သူတို့အကုန်လုံးကိုဒီဥစ္စာကျတော့ဒါပါလဲဆိုရင် horizontal ဘယ်ဘက်ကတည်းညာဘက်ကတည်းအလဲထားတယ်ဒါပေမဲ့ဒီဥစ္စာကျတော့ cell တဲ့ item တွေအပေါ်ပို့တယ်အောက်ပို့တယ်ပြီးရင်အလဲထားတယ်ပေါ့နော်အောက်ပို့တယ်အလဲထားတယ်အလဲမှာပဲထားမယ်ပေါ့နော်မျိုးလို့ရပါတယ်နောက်တစ်ခါကျတော့သူ့ရဲ့link ပေါ့နော် link မဟုတ်စုဆိုရင်စုရဲ့ profile link ပေါ့နော်သူက Facebook profile link ဖြစ်စေအဲ့လိုမျိုးလေး link တစ် link လေးပေါ့နော်မှာဆိုရှင်စုလို့ရှာလိုက်မယ်ဘယ်သူလဲတော့မသိဘူးပေါ့နော်ဘယ်သူလဲမသိဘူးစုကိုဒီ link လေးကို copy link address ကိုယ့်ရဲ့ link လေးရှိရပေါ့နော်ပြီးရင်သူ့ကို select မှတ် link လေးကိုတစ်ချက်ချိန်လိုက်ပေါ့နော်ဒါဆိုရင်ဒါသူရဲ့စုရဲ့ link လေးပေါ့နော်စုရဲ့ Instagram link စုရဲ့ Facebook link လေးအဲ့လိုမျိုးလေးလည်း link ချိန်လို့ရပါတယ်ဘယ်သူဟာလည်းမသိတော့ခဏလေးတော့ဖြုတ်ထားလိုက်အောင်မယ်ပေါ့နော်link ချိန်တယ်ပြီးတော့ထုံးစံတိုင်းမှာ comment မှန်းလို့ရရှိရပြီးတော့ chart ထည့်လို့ရရှိရပေါ့နော်အဲ့တော့ chart မထည့်ခင်အရင်ဆုံးဒီကဏ္ဍလေးတွေကိုပေါင်းလိုက်ရအောင်အဲ့တော့ဒါလေးအကုန်ဖြတ်လိုက်တော့မယ်ဘာလို့ကျင်လဲဆိုရင် total ကိုလိုချင်တယ်TOTA total ရလိုက်မယ်ပြီးတော့ total ကိုဒီမှာထားမယ်ပေါ့နော်total လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဒီကနေဒီ cell တွေကိုပေါင်းပြလိုက်လို့ရတယ်ဆိုတော့ဒီ cell ကဘာထည့်မှာဒီမှာဘာထည့်လဲဘာမှမထည့်ဒီမှာဘာမှမထည့်အဲ့အတွက်ကြောင့်မလို့မထည့်ရဟာတွေအကုန်လုံးကိုပေါင်းချလိုက်မယ်ပေါ့နော်အဲ့ဒါကို merge လုပ်တယ်လို့ခေါ်မှာဆိုရင်ကိုကဒီ cell နဲ့ဒီ cell နဲ့ကို merge လုပ်မယ်အဲ့ဆိုရင် cell တွေကိုပေါင်းပြီးတော့သူတို့ထဲမှာတစ်ခုလေးတောက်ပြောပါဒီမှာဆိုရင်name ဒါဆိုရှင်မောင်နောက်တစ်ခါကျတော့မှာစုဆိုရင်လှစပြီပေါ့နော်ဒါလေးတွေကိုကိုကဒီလိုမျိုးလေးပေါ့ဒါဆိုတစ်ခုနဲ့ရွေးဒါဆို3ခုရက်လွယ်3ခုရက်လောက်ကိုပေါင်းပြီးတော့
merge လုပ်လို့ရတယ်ဒါလေးပေါ့နော် merge လုပ်လို့ရတယ်ဒါဆိုရင်တော့ merge လုပ်တဲ့အတိုင်း cell ကကွက်တွေအကုန်လုံးပေါင်းပြီးတစ်ခွက်တည်းဖြစ်သွားမှာပေါ့နော်အဲ့တော့ပြန်ရင်ချင်းတွေကို control z နဲ့ပြန်သွားလိုက်ပါမယ်ပြီးတော့ဒါလေးကိုပေါင်းမယ်ဆိုတော့ဒါလဲဆိုရင်ဒီမှာဒါလေးနှိပ်ပါဒီဘက်ဘေးနားက e ဒီ sign လေးပေါ့နော်ဒါကြောင့်sum လား count လား array လားမျိုးစုံရှိပါတယ်90ကပေါင်းမှဖြစ်တဲ့အတွက် sum ကိုသုံးပါမယ် sum ရဲ့ဘယ်ကနေပြီးပေါင်းမှာလဲဆိုတော့ဆိုရင် cell ကွက်လေးကိုစတွက်ပါမယ် cell ကွက်ကဒီကွက်ကဘာလဲဆိုရင် e2 e2 ကနေပြီးတော့ e6e အဲ့တော့ e2 is to e6 ပေါ့နော် e2 က9000ကနေ e6 က3သိန်းဒီပေါင်းပါမယ်အဲ့တော့ e2 is to e6 ပါအဲ့တော့ဒီမှာလည်းရှိပါတယ် e2 is to e6 ပေါ့နော်ပြီး enter ခေါက်လိုက်ပါမယ်အဲ့တော့အဲ့ဒါဘယ်လိုလဲဆိုရှင်ကိုကဒီကနေ sum ကိုအရင်ထည့်ပြမယ်နော်ပြီးရင်ဒီကိုတစ်ချက်မှတ်ကိုပထမစပေါင်းနေတဲ့ cell ကိုအရင်မှတ် shift ကိုဖိနောက်ဆုံးပေါင်းနေတဲ့ cell မှတ်ပြီး enter ခေါက်ဒါဆိုရှင်ရပါပြီရပါပြီပေါ့နော်ဒါလေးကကြတော့ကိုရဲ့ဥစ္စာလေးကိုလောက်တာပဲပြီးတော့နောက်ကကြအမှန်ကြီးလေးချစ်မယ်အမှားကြီးလေးချစ်မယ်ပေါ့နော်အစားဖြင့်အဲ့လိုထည့်လို့ရပါတယ်နောက်ခွကြတော့နောက်ကကြတော့ကိုကဒီတစ်ခါကျရင်လည်းလိုမျိုးဆွဲရတဲ့အချိန်လေးမျိုးအများကြီးပေါ့နော်ဒီလိုမျိုးတွေ drag ပြီးတော့ဆွဲရတယ်အဲ့လိုအချိန်ကြလို့ရှိရင်ကိုကဒီဘက်ဘေးနားကဟာလေးကိုကြံခဲ့စီခြင်းနဲ့ပေါ့နော်ဥပမာဆိုကိုရဲ့ cell ကြီးကလောက်ကြီးနည်းလေးကျယ်လောက်ကျယ်ဆိုပါစို့လောက်ကျယ်ဆိုရင်ကိုကဒီဘက်ကြီးကိုဆွဲပြီးတော့ကြည့်နေတယ်အဲ့ဆို9000ဘာကြီးလဲမသိဘူးဟုတ်တယ်မမောင်ပတ်စံလားဆိုတော့ပတ်စံလားအဲ့လိုမသိတော့အဲ့အတွက်ကြောင့်မလို့ဒီဘက်ကဥစ္စာလေးတွေကိုကိုက freeze လုပ်ထားလို့ရပါတယ်တော့ဒါဆိုရင်view မှာ freeze ကိုလုပ်မယ်ဘယ်နှ row လဲsorry row မဟုတ် column လောက်အောင်2 column okay ဒါ okay total ကိုလုပ်ထားရဲတဲ့အဲ့တော့ပြန်လုပ်ကြည့်မယ်နော် freeze 2 column အဲ့ဆိုရှင်ဘာလဲဆိုရင်ဒီ merge cell တွေက merge လုပ်တဲ့အတွက်သူမရောက်ဘူး merge cell ကိုပြန်ဖြုတ်လိုက်မယ် total ကိုဒီမှာထားလိုက်မယ်ပေါ့နော်ဟုတ်ပြီ merge လုပ်ထားတဲ့အတွက်ပြန်ဖြုတ်လိုက်မယ်အဲ့ဒါကြတော့ဒီကိုကဒီကနေပြီးတော့ဒီထိပေါင်းမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုကိုကိုကနည်းနည်းလေး freeze လုပ်ထားမှာခဲအောင်လုပ်ထားမှာအဲ့တော့ခဲအောင်လုပ်ထားဆိုအမဲရက်နေအောင်လုပ်ထားမှာအဲ့အတွက်ကြောင့်မလို့အောက်မှာရှိရဲဆိုတော့ merge လုပ်ထားတဲ့ cell တွေက merge လုပ်လဲဆိုတော့နှစ်ခုပေါင်းထားတဲ့ cell တွေကအဲ့လိုလုပ်လို့မရဘူးလို့ပြောတာပေါ့နော်အဲ့ကြောင့် merge လုပ်ထားတဲ့ cell တွေကိုအစွမ်းလုပ်ထားနေဒီလိုပြန်ဖြတ်လိုက်တာပါဒီမှာ merge ပေါ့နော် merge ကို unmerge ပြန်လုပ်လိုက်တာပေါ့နော်ပြီးရင်တော့ပြန်ရပါပြီအမှာ view မှာ freeze 2 column ဒါဆိုလို့ရှိရင်သိပါပြီမှာဆို planning ကrows လို့ရှိရင်ဒီပတ်စံနေရာလေးသွားရအောင်ပတ်စံ9000သူလဲစုအဲ့လိုမျိုးလေးပြန်ပြီးတော့သိရတယ်ပေါ့နော်လိုမျိုးလေးပါလိုမျိုးလေးတွေကိုလုပ်လို့ရပါတယ်ဒါက freeze လုပ်တဲ့အပိုင်းမှာfreeze ကိုပြန်ပြီးတော့ unfreeze ပြန်လုပ်မယ်ပေါ့နော် freeze ကို no column ပြန်ပြောင်းလိုက်ပါမယ်ဒါဆိုတို့ column မှာ freeze မဖြစ်တော့ဘူးပေါ့နော်ဒီလေးလေးပြင်ရှင်းလိုက်ပါအောင်မယ်ဟုတ်ကဲ့ပါနောက်တစ်ခုအနေနဲ့ကတော့ chart ထည့်ပါမယ်ဒါဆိုတာကိုယ့်ရဲ့ chart လေးပါဘာပါလဲဆိုလို့ရှိရင်ဒီမှာ black rose ဆိုတာ rose ဆိုတဲ့မိန်းကလေးကသူဘယ်လိုဝင်လဲနှစ်ပင်ပေါ့ပြီးဒီမှာ jasmine က7ပင်ဝယ်တယ်ထောက်မို့ကြည့်အောင်7ဝယ်တယ်ပေါ့နော်7ဝယ်တယ်နောက်တစ်ခါကျတော့ rose ပြီးတော့ green tree ကကျတော့ပင်20ဝယ်ထားတယ်ပေါ့နော်ဒါမျိုးလေးကိုကြည့်လို့ရပါတယ်အဲ့တော့ဒါကကျတော့ insert တွေက chart ထည့်ရပါသူတို့ landscape okay chart style လေးလည်းပြောင်းလို့ရပါတယ်ဥပမာဆိုရင် background ကိုကလိမ္မာဖြူလေးသုံးမယ်ပေါ့နော်လိုမျိုးလေးပြောင်းလို့ရပါတယ် background ဖြူအောင်ပဲပြန်သုံးမယ်လိုမျိုးလေးပြောင်းလို့ရပြီးတော့ဒီရောင်လေးကဆိုရင်လိမ္မာအောင်လေးပေါ့နော်ဒါမျိုးလေးလည်းပြောင်းလို့ရပါတယ်edit chart ကိုနှိပ်လိုက်ပေါ့နော်ဒါဆိုဒါလေးပြန်ပေါ်လာပါလိမ့်မယ်ဒီတောင်လေးကိုနှိပ် edit chart ကို delete လုပ်မလား download ဆွဲမလားစသည်ပေါ့နော်ဒါမျိုးလေးလုပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဒါဆိုရင်ကောင်းလေးနဲ့ဥစားလေးကို switch row ရဲ့ column တွေကို switch လုပ်လိုက်တာပါစသဖြင့်ပေါ့နော် customize မှာဆိုရင် chart style နေပြောင်းမယ် 3D ပုံစံလေးလုပ်မယ် maximize 3D compare mode တော့ရတယ်column chart လုပ်မလားပိုင်း chart လုပ်မလားပြီးတော့ chart မျိုးစားလေးဒီမှာလာရွေးလို့ရတယ်ပေါ့နော်
ပြင်လိုက်ပါမယ်ဒီရောင်လေးပေါ့ဒီရောင်လေးပြောင်းမယ်ဒီရောင်ဆက်လက်မှတ်ပြီးရင်ဒီရဲ့ရောင်ကိုဒီborder color ပြီးတော့နော်ရborder ပေါ့နော် line color တော့ဒါလေးကိုဆက်လက်မှတ်လို့ရမယ်ဒီအရောင်ကဒီလိုမျိုးပေါ့လိုမျိုးလေးအရောင်လေးတွေကိုလည်းပြောင်းရပါတယ်ပြီးတော့သူတို့ကိုနည်းလေးသေးလိုက်မယ်နော်နည်းလေးသေးလိုက်မယ်ဒါလေးသေးလိုက်ဒါလေးကကြတော့ကိုယ့်ရဲ့ chart color လေးတွေပါဒီလိုမှထားမှာစိတ်ထဲမှာထားလို့ရတယ်ပေါ့နော်ဒါကကြတော့ခြားဖွယ်သားလေးတွေထပ်ပြီးတော့ဆန်းကြည့်လို့လည်းရတယ်ပေါ့နော်ဒါကြတော့ Google Sheet ကိုဘယ်လိုသုံးရမလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးတာဖြစ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါ